မြောက်ကိုရီးယားလို့ပြောလိုက်မှဆိုရင်ခေါင်းဆောင်ကြီးကင်ဂျုံအန်ကိုပဲတန်းပြီးမြင်ကြမှာပါမြောက်ကိုရီးယားအစိုးရလို့ပြောလိုက်ရင်လည်းကင်ဂျုံအန်နဲ့သူ့ရဲ့အပေါင်းပါတွေကိုပဲမြင်ကြမှာဖြစ်ပြီးမြောက်ကိုရီးယားတပ်ခေါင်းဆောင်လို့ပြောလိုက်ရင်လည်းကင်ဂျုံအန်ကိုပဲတော်ရုံမြင်ကြမှာဖြစ်ပါတယ်အဲ့ဒီလိုနိုင်ငံတစ်ခုရဲ့အရာရာတိုင်းကိုခေါင်းဆောင်ကြီးတယောက်တည်းကပဲလွှမ်းမိုးထားတာကိုတော့ခေါင်းဆောင်တဦးတဲ့အာဏာရှင်စနစ်လို့ခေါ်ပါတယ်ဆိုတော့ဒီစနစ်အကြောင်းကိုအငယ်လေ့လာကြည့်ကြရအောင်ပါခေါင်းဆောင်တဦးတဲ့အာဏာရှင်စနစ် personalist dictatorship ဆိုတာကနိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာအရေးအကိုတက်ကလည်းမဟုတ်အစိုးရကလည်းမဟုတ်ပဲခေါင်းဆောင်ကြီးတယောက်ကပဲအကျွမ်းမဲ့ချုပ်ကင်ထားတဲ့အာဏာရှင်စနစ်တစ်ခုဖြစ်ပါတယ်။တခြားအာဏာရှင်စနစ်တွေမှာဆိုရင်ပါတီတစ်ခုတည်းကထိန်းချုပ်တာဒါမှမဟုတ်စစ်ကောင်စီတစ်ခုခုကထိန်းချုပ်တာမျိုးတွေဖြစ်ပေမဲ့ဒီအာဏာရှင်စနစ်မှာတော့တပ်နဲ့ပါတီအပါအဝင်အရာအလုံးကိုလူပုဂ္ဂိုလ်တယောက်တည်းကပဲထိန်းချုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာပါတီနဲ့တပ်ရှိကောင်းရှိနိုင်ပေမဲ့ပါတီနဲ့တပ်နှစ်ခုစလုံးဟာခေါင်းဆောင်ကြီးရဲ့အမိန့်မပါဘဲဘာကိုမှလုပ်ခွင့်မရှိပါဘူး။ခေါင်းဆောင်ကြီးရဲ့အမိန့်ဟာအရာရာဖြစ်ပြီးခေါင်းဆောင်ကြီးကိုနိုင်ငံရဲ့အသက်တွေကျော်ကဲတင်ရှင်နှက်ဖျားအဖြစ်ပုံပေါ်ကိုးကွယ်ကြပါတယ်။ခေါင်းဆောင်ကြီးရဲ့ပုံကိုနေရာတိုင်းလိုလိုမှာချိတ်ဆွဲထားရပြီးခေါင်းဆောင်ကြီးရဲ့အမိန့်ကိုမနာခံတာဟာနိုင်ငံတော်တစ္ဆာဖောက်တာပါပဲ။ဒါအပြင်ခေါင်းဆောင်ကြီးရဲ့ကိုယ်ရေးအထုပ်ပတိနဲ့အတွေးခေါ်အယူဆတွေကိုပြည်သူတွေကအလွတ်ကျမတ်လိုက်နာရပါတယ်။ဒီစနစ်မှာအရေးကြီးဆုံးကခေါင်းဆောင်ကြီးရဲ့ယုံကြည်မှုရဖို့ပါပဲ။ဒီလိုစနစ်မှာခေါင်းဆောင်ဖြစ်သူဟာလောက်ကျန်ခံရမှာကိုအလွန်ကြောက်ရွံ့ပါတယ်။အဲဒါကြောင့်ခေါင်းဆောင်ကြီးမယုံကြည်တဲ့သူတွေကိုရှင်းလင်းကြပြီးခေါင်းဆောင်ကြီးရဲ့ယုံကြည်မှုကိုရရှိထားတဲ့သူတွေကတော့စစ်တပ်ရဲတပ်တရားဥပဒေစိုးမိုးအဖွဲ့နဲ့စီမံခန့်ခွဲရေးကဏ္ဍတွေမှာနေရာရကြပါတယ်။ဒါပေမဲ့ရထားတဲ့ယာထုနဲ့နေရာတွေဟာလည်းကြာခံရုံမရှိပဲခေါင်းဆောင်ကြီးကမကြာခဏဆိုသလိုယာထုအပြောင်းလဲတွေဖြုတ်ချတာတွေလှုပ်ဆောင်လေးရှိပါတယ်။အကျွမ်းမဲ့ဘီရင်စနစ်မှာတော့ဘီရင်တွေကအလွန်အရေးကြီးတဲ့ကိစ္စတွေမှာအမိန့်တစ်ခုကိုချမှတ်တော်မယ်ဆိုရင်မူးမတ်တွေနဲ့တိုင်ပင်ဆွေးနွေးရတာမူးမတ်တွေရဲ့ထောက်ခံမှုအကြံပေးမှုတွေယူပြီးမှဆုံးဖြတ်ရတာဖြစ်ပေမဲ့ဒီစနစ်မှာတော့ခေါင်းဆောင်ကြီးစိတ်ကြိုက်လှုပ်ဆောင်နိုင်ပါတယ်။ခေါင်းဆောင်ကြီးအနေနဲ့အကြံပေးအဖွဲ့လည်းရှိပြီးတိုင်ပင်ကောင်းတိုင်ပင်နိုင်ပေမဲ့အကြံပေးအဖွဲ့ရဲ့ပေးရတဲ့အကြံပြုချက်တွေအတိုင်းမလုပ်ပဲခေါင်းဆောင်ကြီးရဲ့စိတ်အခြေအနေပေါ်မူတည်ပြီးဆန္ဒရှိသလိုမူဝါဒတွေကိုလွယ်လွယ်ကူကူအချိန်မရွေးပြောင်းလဲချမှတ်နိုင်ပါတယ်။ဒါအပြင်ခေါင်းဆောင်ကြီးအနေနဲ့အသက်အရွယ်ကြီးရင်လာလို့အာဏာလွှဲပြောင်းရတော့မယ့်အခါမှာသူ့ရဲ့သားသမီးဒါမှမဟုတ်စစ်အိတ်ချရာဆုံးလူယုံကိုအာဏာကိုလက်ဆင့်ကမ်းပေးခဲ့ပါတယ်။ဒီစနစ်မှာခေါင်းဆောင်ကြီးတွေအကြောက်ရောက်ဆုံးကတော့လှုပ်ကြံမှုပြီးရင်ပြည်သူ့အောင်ကြွမှုတွေပါပဲ။ဒီလိုမတရားစနစ်ကြီးကိုတာမန်ပြည်သူတွေဆိုရင်တော့ဘာလို့မဆိုတွန်းလှန်ကြမှာပါပဲဒါပေမဲ့အဲ့ဒီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့အဲ့ဒီလိုတွန်းလှန်မှုတွေဖြစ်မလာအောင်ပြည်သူတွေရဲ့အခွင့်အရေးအားလုံးကိုကန့်သက်ပိတ်ပင်ထားပြီးပြည်သူတရက်လုံးကိုပြင်ပကဘာကနေအဆက်တွေဖျက်တောက်ထားလိမ့်ရှိပါတယ်ဒါအပြင်အကြောက်တရားကိုလည်းရိုက်သွင်းအုပ်ချုပ်ထားပြီးအမိန့်နာခံတက်လာအောင်နဲ့ခေါင်းဆောင်ကြီးကိုကိုးကွယ်လာအောင်အုံနောက်စေချိုးပေးထားကြပါတယ်ဒီလိုလုပ်ဖို့ဆိုရင်သူယုံကြည်ရတဲ့နောက်လိုက်အများပြောင်းလိုအပ်တာကြောင့်ယုံကြည်ရတဲ့နောက်လိုက်တွေကိုမွေးထုတ်ပေးဖို့အတွက်စုပေးတံပေးစနစ်ကိုကျင့်သုံးပါတယ်ဒါအပြင်ချမ်းသာကြွယ်ဝမှုလည်းကန့်သက်ပိတ်ပင်ထားပြီးခေါင်းဆောင်ကြီးကျွေးမစားခေါင်းဆောင်ကြီးပေးမစားရတဲ့ပုံစံဖြစ်အောင်ဖန်တီးထားပါသေးတယ်ဒီလိုဆိုဝါလိုက်စနစ်ကိုတော့ယခုအချိန်ထိမြောက်ကိုရီးယားမှာဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်ဒီစနစ်ကိုတော့ personalist dictatorship လို့ခေါ်ဆိုကြဖြစ်ပြီးမြန်မာဘာသာစကားမှာတရားဝင်ဘာသာပြန်ထားတာမရှိတဲ့အကြောင်းသူရဲ့အဓိပ္ပာယ်နဲ့အနည်းဆက်ဆုံးဖြစ်တဲ့ခေါင်းဆောင်တဦးထဲအာဏာရှင်စနစ်လို့တာဘာသာပြန်ထားပေးတာဖြစ်ပါတယ်ဒီလိုမျိုးခေါင်းဆောင်ကြီးကအရာရာဖြစ်နေတဲ့နိုင်ငံမျိုးမှာနေရှင်ကြပါသလားနေရှင်နဲ့ဆိုရင်ဘလို့အကြောင်းပြချက်တွေကြောင့်နေရှင်လာပါလဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားစေချင်ပါတယ်ဒီနေ့တို့ဗီဒီယိုကတော့ဒီလောက်ပါပဲကျေးဇူးထူးတင်ရှိပါတယ်